င်္ဂလာပါ Yes Space ကနေပြန်ပြီးတော့ကြိုလိုက်ပါတယ်။ရဒီနေ့ချင်းမိုင်ထဲကလက်မှုပညာရွာလေးတစ်ရွာဖြစ်တဲ့ဘန်ခန့်ဝက်ကိုအလေးခေါ်သွားပေးကြပါတယ်။ဒီဘန်ခန့်ဝက်ဆွဲနေရာလေးကတော့ handmade workshop တွေကိုကိုယ်တိုင်သင်လို့ရမယ့်ဆိုင်လေးအများကြီးစုပြီးတော့မှရွာလေးတစ်ရွာပုံစံမျိုးလေးဖန်တီးထားပဲဖြစ်ပါတယ်။ဒီထဲမှာဆိုလို့ရှိရင် coffee ဆိုင်လေးတွေမုတ်ဆိုင်လေးတွေလည်းရှိတယ်။ဒီနေရာကိုတော့အဓိကအားဖြင့် foreigner ရဲ့အလာများကြရဲပေါ့နော်။လာပြီးတော့မှဒီလက်မှုပညာတွေသင်ကြတယ်။ပကြီးဆွဲတာခွက်တွေပကံတွေမှာဆေးချေတာနှုတ်ပုတ်တွေကိုကိုယ်တိုင်လုပ်တာချီထိုးနီးဆက်ပြလုံးနီးလက်စွပ်လက်ကောက်ဆွဲကြို jewelry accessory တွေကိုကိုယ်တိုင်ကိုကြအခကြေးငွေပေးပြီးတော့မှဆိုင်မှာထိုင်တင်လို့ရပါတယ်ဒီထဲကဆိုင်တိုင်းမှာဆိုလို့ရှိရင်ဓာတ်ပုံရိုက်လို့ကောင်း decoration အနေနဲ့တေချာလှဆင်ပေးထားရပေါ့နော်ဒါပေမဲ့လည်းအလာကားရိုက်လို့တော့မရဘူးအရှိမပတ်စံကွက်လေးထားပေးထားတယ်ရတို့အခကြေးငွေပေးပြီးတော့မှဓာတ်ပုံရိုက်လို့ရမှာဖြစ်ပါတယ်handmade လုပ်ပြီးသားတွေဝယ်မယ်ဆိုလို့ရှိရင်တော့ဈေးတော့နည်းနည်းကြီးရပေါ့နော်ဒီနေရာလေးကကြတော့စိတ်ကိုအရင်အေးချမ်းစေတယ်ပြီးတော့မြင်မြင်သမျှ colorful လေးဖြစ်ပြီးတော့မှဓာတ်ပုံရိုက်လို့လည်းအရင်လှတယ်ပေါ့နော်အဲ့တော့ချင်းမရောက်ဖြစ်ခဲ့ရင်ဒီနေရာလေးဝင်ဖို့လည်းမမေ့ပါနဲ့နော်တတ